တဲလေး ဟမ်ဘဲကောင်းလဲငါတခင်လူတဲလေးလို့ခေါ်တာရဆဆကွာလက်လိုက်ဆွဲမှာနော်လက်လိုက်ဆွဲမှာနော်အပြောဆိုတွေဆင်းချင်းတခင်ဘာမှမကြောက်နဲ့ကိုဦးရှိတယ်ဒီလူမသားတွေခွေးနဲ့ပြိုင်မကိုက်ရဲဘူးစိတ်ချ ဗျာမင်းကဘာအမှုနဲ့ထဲရောက်နေအရက်မူပြီးကိုတခင်ကိုနောက်ကင်းနဲ့ပြန်ကန်တဲ့အမှုပါကိုတခင်ကိုပြန်ကန်ရတယ်လို့ကွာဒီကောင်တော့ဆိုးတဲ့ကောင်ပဲမလို့ရဘူးလေအဲ့လိုတခင်ကျွန်တော်ဒီညတခင်နဲ့သူလာအိတ်လို့ရလားခုနဝုတရေကကြည့်တာဝုတရေကြောက်နေလို့ရကခွေးတရေကဖြစ်နေဆိုရင်လည်းကြောက်စရာကြီးဒီညတော့တခင်နာပဲအိတ်လိုက်တော့မယ်နော်ဘောတော့မအိတ်ပါဘူးအောက်နားမှာပဲအိတ်မယ်နော်တခင်နော်ကိုဦးရှူးမပေါက်ပါဘူးစိတ်ချဒီနားလေးမှာပဲအိတ်တာပဲတရေကြောက်စရာကြီးတခင်သိလားလူကနေခွေးဖြစ်သွားတာခွေးကနေပြီးတော့ခွေးတရေပြန်ဖြစ်သွားတခင်ခံအဲ့လိုကောင်းတာနေတိုင်းတော့လာအိတ်ချင်တာရမလားတခင်